ရမှုမျိုးတန်ပါအမှတ်130ကိုရင်းနှီးတပ်ဖွဲ့တောင်ကြီးမှတပ်ဖွဲ့သူတောင်ဝင်ထမ်းဆောင်နေတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရင်းစည်းကန်လမ်းစည်းကန်အသိပညာပေးကျွန်တော်တို့စတေကာတွေကတ်တဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့တောင်ကြီးမြို့ကအများအပြားလမ်းတော့3လမ်းဖြစ်တာပေါ့နော်3လမ်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဒီဆိုင်ကယ်တွေကိုဒီကလက်ရဘက်ကတ်မောင်းဖို့သူတို့အသိပညာပေးခြင်းဖြစ်ပါတယ်ဒီဆိုင်ကယ်တွေလက်ရဘက်ကတ်မောင်းတဲ့အတွက်လည်းဒီလမ်းကြောတွေနည်းနည်းကျယ်လာပြီးတော့ရင်းနှီးမှုတွေလည်းရောကြနိုင်တယ်ကျွန်တော်တို့ဒီပညာပေးတဲ့လုပ်ငန်းစဉ်ကိုတော့ကျွန်တော်တို့စဉ်ဆက်မပြတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီတောင်ကြီးမှာပေါ့နော်အဓိကအားဖြင့်ကတော့ကျွန်တော်တို့3ယောက်စီးတာတို့နော်နောက်ဆိုင်ငယ်စီးအုပ်ထုပ်မဆောင်တာတို့နော်အဓိကဒါတွေကိုကျွန်တော်တို့ရေးယူဆောင်ရွက်လျက်ရှိပါတယ်ဒီလက်ရဘက်ကမောင်းတို့ဆိုင်ကယ်တွေကိုလည်းကျွန်တော်တို့2020နော်မော်တော်ယာဉ်ရန်ရကင်းရှင်းရေးနဲ့မော်တော်ယာဉ်စီမံခန့်ခွဲရေးနည်းဥပဒေမှာလည်းပြဋ္ဌာန်းထားပါတယ်321မှာလည်းပြဋ္ဌာန်းထားပါတယ်ဆိုင်ကယ်တွေကလက်ရဘက်ကမောင်းရမယ်ဆိုတာပြဋ္ဌာန်းထားတာဖြစ်ပါတယ်22ခုနှစ်ရန်ရကင်းရှင်းရေးနဲ့မော်တော်ယာဉ်စီမံခန့်ခွဲမှုနည်းဥပဒေ321မှာပြဋ္ဌာန်းထားပါတယ်မော်တော်ဆိုင်ကယ်တွေကလက်ရဘက်ကမောင်းရပါမယ်ဆိုတဲ့အကြောင်းပြဋ္ဌာန်းထားပါတယ်ပြီးတော့ကျွန်တော်တို့ကလည်းဒါကိုအများပြည်သူသိအောင်ဆိုပြီးတော့ကျွန်တော်တို့တောင်ကြီးမြို့ပေါ်မှာရှိတဲ့ဒီကိုကျုံအောင်ဆန်းလမ်းမပေါ်မှာရှိတဲ့လက်တိုင်တွေမှာလည်းကျွန်တော်တို့ကတ်ထားရှိပါတယ်ပြည်သူတွေကိုအသိပညာပေးနေကြကြပြည့်ဆောင်ရွက်နေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လက်တလောတော့ကျွန်တော်တို့အရေးယူထားတာတော့မရှိသေးပါဘူးအခါကျရင်လည်းကိုယ့်ဘုံကိုကောက်ဝင်ပါလိမ့်နော်ဒီတိုင်းတက်ထားရုံနဲ့ကောက်ဝင်မှာပေါ့ခဏလက်ရကပ်ပေါင်းလက်ရကပ်ပေါင်းနဲ့ဆန်းနေတယ်ဘက်ကကပ်နောက်ကားတွေနောက်ချက်ပြအောင်နော်ဒီနောက်မှာကိုယ်လည်းနေတာဒီတိုင်းကိုလည်းပြင်းအောင်တော့ရေချောင်းကိုညီလေးရဲ့ဒီတိုင်းကိုရက်ပါဖြစ်တယ်ဖိတ်ခေါ်ပါမှာဟုတ်တယ်နော်ဘာမှအုပ်ထုတ်တာကာကွယ်